ဒုက္ခကိုတွန်းဖယ်ရင် resist လုပ်ရင်ဒုက္ခဟာပိုဆိုးတယ်ဒါကြောင့် resist မလုပ်ဖ ೇನೆ လိုလိုချင်ချင်ရှုမှတ်ပါတခါတလေသူ့ကိုသတိနဲ့ကြည်ရင်နဲ့တက်တာသွားတာလည်းရှိတယ်တခါတလေမတက်တာတဲ့အခါလည်းရှိတယ်မတက်တာရင်စိတ်ထဲမှာ tension တင်းကျပ်မှုများလာတယ်ခန္ဓာကိုယ်ကြက်သားတွေတင်းတောင်လာတယ်စိတ်ကလည်းမကျဉ်တဲ့စိတ်ဖြစ်လာတယ်အဲဒီမကျဉ်တဲ့စိတ်ကိုသိပြီးတော့အသာလေးနေလို့ရှိရင်နားတဲ့ဝေဒနာရှိပေမဲ့စိတ်ထဲမှာတင်းကျပ်မှုမရှိဘူးဒါကြောင့်အရင်ဆုံးစိတ်ထဲမှာတင်းတာကိုသိအောင်ကြည့်ပါကြည်ရင်နဲ့နောက်ဆုံးမှာတကယ်ပဲဘလို့နီးနဲ့မှတိမခံနိုင်တော့ဘူးဆိုရင်သတိလေးနဲ့သိပြီးတော့ခန္ဓာကိုယ်ခြေလက်အနေထားကိုပြင်လိုက်ပါအခုဖြစ်နေတဲ့ဝေဒနာကထိုင်နှုံးမှာခိတခဏဖြစ်ပေါ်လာတဲ့ဝေဒနာလေးပဲအခုချက်ချင်းခြေလက်အနေထားကိုပြင်လိုက်ရင်ပျောက်သွားမှာဘလောက်မှမကြီးကျယ်ဘူးနောက်တစ်ချိန်မှာဘလို့နီးနဲ့မှဖျောက်ဖျက်လို့မရတော့တဲ့ဝေဒနာတစ်ခုခုမသွားနိုင်မလာနိုင်အဲ့ရတဲ့မှာပဲအိပ်ပြီးတော့ဝေဒနာတစ်ခုခုကိုတာရှည်ခံစားရမယ်ဆိုရင်ခန္ဓာကိုယ်မှာပဲနာတော်လဲပဲစိတ်မှမနာအောင်ဘလို့နေမလဲဘလို့စိတ်ထားမျိုးနဲ့ကြည်မှလဲအဲ့ဒီစိတ်ထားမျိုးကိုကြိုးတင်ပြင်ဆင်ထားဖို့ကောင်းတယ်အဲ့ဒီအတွက်အခုကတည်းကကြိုးတင်ပြီးတော့လေ့ကျင့်ထားပါ